အားလုံးပဲမင်္ဂလာပါရှင်ဖီကီပါဖီကီဒီနေ့ရောက်နေတာကတော့စနိုးကားထဲမှာဖြစ်ပါတယ်ဒီစနိုးကားထဲဆိုလို့ရှိရင်သင်္ကန်းကျွန်းမြို့နယ်မှာရှိရဲသွားရလာရလွယ်ကူပြီးရောချက်ချာကြတဲ့နေရာလေးမှာပဲသိရှိရဖြစ်ပါတယ်ရှင်အခုအိမ်လေးကိုလိုက်ပြပေးမှာမလို့လိုက်ကြည့်ပေးပါအောင်နော်ကဲဝင်လိုက်မယ်ဆိုလို့ရှိရင်တော့အရန်ကိုကျယ်ပြန့်တဲ့ living room space ကိုတွေ့ရမှာဖြစ်ပါတယ်ဒီ living room ကဆိုလို့ရှိရင်ကိုယ့်ရဲ့ guest ကိုပဲခေါ်ဘယ်သူ့ကိုပဲခေါ်ပေါ့နော် first impression မှာဆိုလို့ရှိရင်လည်းအရင်ကမှမိုက်ပါတယ်ဘာဖြစ်လို့လဲဆိုဒီ living room ကထိုင်ပြီးတော့ပေါ့နော်အပေါ်ကိုမြင်ရတဲ့ဘူးကပေါ့နော်လုံးဝအရင်ကမိုက်ပါတယ်တခြားအိမ်တွေနဲ့လုံးဝမတူဘူးပေါ့နော်ဒီဘက်မှာဆိုလို့ရှိရင်တော့ဒါလေးကိုက dining room space အဖြစ်လဲပြောင်းလို့ရပါတယ်ဒီမှာဆိုလို့ရှိရင်လည်း aircon လေးရှိရပေါ့နော်ထမင်းစားအနေနဲ့လည်း aircon သုံးလို့ရပါတယ်ရှင့်ဒီဘက်မှာဆိုလည်းဒီအပြင်မှာဆေးလို့ရမယ် sink လေးကိုတက်တက်လေးထားပြီးထားပါသေးတယ်ဒီအောက်ထပ်မှာဆိုလို့ရှိရင် kitchen ပါမယ် kitchen ကဆိုလို့ရှိရင်လည်းတော်တော်မကျယ်ပါတယ်ဒီ kitchen ရှိမယ်ပြီးလို့ရှိရင် single baron ရှိရယ် common toilet လေးလည်းရှိပါတယ်အတွက်ရှိရတော့ပေါ့နော်ဒီ gas တွေပါတဲ့အတွက်လည်းအဆင်ပြေရဲ့အပေါ်ထပ်မှာဆိုလို့ရှိရင်ဒီပေါ့နော် master baron နှစ်ခန်းပါမယ်ပြီးလို့ရှိရင်ကျယ်ပြန့်တဲ့ဖျားခန်းလေးရှိပါတယ်ရှင့်ဖျားခန်းဒီအပေါ်ဆုံးထပ်မှာဆိုလို့ရှိရင်တော့လုံးဝတော်တော်ကျယ်တဲ့ balcony လေးရှိမယ်ပြီးလို့ရှိရင် balcony ရဲ့ဒီပေါ့နော် balcony မရောက်ခင်မှာလည်းဒီ space လေးတစ်ခုတော့ရှိပါသေးတယ်ဒီ space ကကြတော့ကိုသဘောကျတဲ့အရာလေးကိုလုပ်လို့ရတာပေါ့နော်ကဲဒါလေးကတော့နောက်ထပ်အပေါ်ထက်က master bedroom ဖြစ်ပါတယ်သူကပေါ့နော်ဒီတိုင်လုံးက300 ဖြစ်တယ်300ဖြစ်တဲ့အပြင် square feet အဖြစ်ဆိုလို့ရှိရင်เนาะ square feet 2400ရှိပါတယ်ရှင့်တော်တော်ကျယ်ပါတယ်အဆင်ပြေဒီမှာပေါ့နော်ဒီခန်းကတော့ဘီကြိုက်တယ်သူကဘာဖြစ်လို့လဲဆိုတော့เนาะဒီမှာဆိုလို့ရှိရင်ဘီယိုကြီးကလုံးဝအကြီးကြီးနေရံကလုံးဝနေရတဲ့မှာမြုပ်ထားတာပါလုံးဝ heavy ဗီဒီယိုလို main ကလေးတွေအင်ဂျင်ညာတဲ့သူတွေအတွက်ဆိုလို့ရှိရင်တော်တော်ကိုမှအဆင်ပြေရယ်ပြီးလို့ရှိရင်ဒီလိုမျိုးပေါ့နော်အန်ဆွဲလေးလည်းရှိရယ်အဲ့တော့ပို့ပြီးတော့အဆင်ပြေတာပေါ့နော်ပြီးလို့ရှိရင်ဒီမှာပေါ့နော်ဒီ space ပေါ့နော်ရှိရယ်ဒါကတော့ကိုယ်ရဲ့စိတ်ကြိုက်ကြတဲ့နေပါကုန်ထားလို့ရတာပေါ့နော်ပြီးလို့ရှိရင်ဒီဘက်မှာဆိုလို့ရှိရင်တော့ဒါဘယ်လိုဖြစ်ပါလဲသူကတော့ shower pan နဲ့ပေါ့နော်စင်ပြေပြီးလို့ရှိရင်ဒီဘက်မှာဆိုလို့ရှိရင်လည်းပေါ့ဒီမှတ်တင်ကုန်ရှိတယ်မှတ်တင်ကုန်ရှိတဲ့အတွက်မိန်းကလေးကြိုက်ပေါ့လေဒီခါစင်ပြေပတ်ကဲဒါလေးကတော့ဒီတအိမ်လုံးမှာဗီကီအကြိုက်ဆုံးနေရာလေးပဲဖြစ်ပါတယ်ဒီနေရာလေးကဘာလို့ကြိုက်လဲဆိုတော့ပေါ့နော်အခုလိုမျိုးဗီကီကိုပေါ့နော်စိတ်ပန်းဖြေ relax လုပ်ပြီးတော့ coffee တောက်ပြီးတော့ပဲဖြစ်ဖြစ်ဒါမှမဟုတ်ကိုကပေါ့နော် wine တို့ပါတော့တောက်ပြီးတော့ easy ကိုယ့်ရဲ့ partner နဲ့ပဲကို relax လုပ်မလားဒါမှမဟုတ်ကိုယ်တယောက်တည်းပဲ relax လုပ်မလား focus လုပ်ချင်လားအဲ့ဒီရဲ့ဈေးနှုန်းကဆိုလို့ရှိရင်24,500ရှိပါတယ်ရှင့်ဒီဈေးနဲ့ဒီလိုမျိုး square feet 2400ကိုရရှိမယ်ဆိုလို့ရှိရင်အရင်အောင်မတန်ပါတယ်ပြီးလို့ရှိရင်ဒီ snow ကားရဆိုလို့ရှိရင်ပေါ့နော်တင်ငန်းကျွန်းမြို့နယ်ရဲ့အချက်ချာကြပြီးတော့သွားရလာတာလွယ်ကူတဲ့နေရာလေးမှာတည်ရှိရဲပြီးတော့လုံခြုံစိတ်ချရတဲ့အတွက်လူချင်းမင်းတို့မိသားစုအတွက်ရွေးချယ်တဲ့နေရာလေးကိုဖြစ်ပါတယ်ရှင့်အေးလေးကိုဝယ်ယူဖို့စိတ်ဝင်စားဆိုလို့ရှိရင်တော့ညီမတို့ရဲ့ TMD Real Estate hotline number 39926440 39926440 80 39964960ကိုဆက်သွယ်ပြီးတော့ညှိနှိုင်းနိုင်ပါတယ်ရှင်